အဗာတာကဘာကအပြင်မှာတကယ်ရှိတယ်ဆိုရင်ယုံမလားကဘာပေါ်မှာလူတွေကစိတ်ကူးရင်မှုကောင်းတဲ့နေရာတွေကိုရှားကြတယ်လက်တွေဘွားကပင်ပန်းလွတ်လွတ်ထွက်ပြေးခြင်းကြတယ်တကယ်လို့များကျွန်တော်ကအဗာတာရုပ်ရှင်တွေကပန်ဒူရာဂျိုကစိတ်ကူးရင်တတ်မဟုတ်ပေကဘာမြေပေါ်မှာတကယ်ရှိတယ်လို့ပြောရင်လူကြီးမင်းတို့ယုံကြမလားဟုတ်ပါပြီတရုတ်ပြည်ဟူနန်ပြည်နယ်တွေကတိမ်ပင်လယ်တွေကြားထဲမှာဖွက်ထားတဲ့ကြံကြားကြီးဆိုတဲ့နေရာဟာအဲ့ဒီစိတ်ကူးရင်ကဘာကြီးရဲ့မူရင်းစစ်မြစ်ပါပဲဂျိမ်းစ်ကင်မရွန်ကဒီနေရာကိုအခြေခံပြီးသူ့ရဲ့ကဘာကျော်ရုပ်ရှင်ကိုဖန်တီးခဲ့တာပါဒီနေရာကိုရောက်သွားရင်လူကြီးမင်းတို့အနေနဲ့တခြားကဘာတစ်ခုကိုရောက်သွားတယ်လို့ခံစားရမှာအသေးချပါပြီမြို့ကြီးပြကြီးတွေမှာလူတွေစောက်ထားတဲ့မိုးမျှော်တိုက်တွေကိုလူကြီးမင်းတို့ငေးမောကြည့်ပူကြပါပါဒါပေမဲ့ဒီကြံကြားကြီးမှာတော့တဘာဝတရားကစောက်လုပ်ထားတဲ့မိုးမျှော်တိုက်တွေကိုတွေ့ရပါလိမ့်မယ်မြေကြီးတွေကနေမိုးပေါ်ကိုထိုးဖောက်ထွက်ပေါ်လာသလိုမျိုးထောင်မှန်းနေတဲ့ကြောက်တိုင်လုံးကြီးတွေကအချို့နေရာတွေမှာပေ2000ကျော်3000ကျော်လောက်ထိမြင့်မားကြပါလိမ့်ကြောက်တိုင်ပေါင်း3000ကျော်ဟာစစ်တီရော်ရီတန်းစီနေသလိုမျိုးတိတ်ဆိတ်ငြိမ်သက်စွာရက်တည်နေကြတာနှစ်သက်မောင်းများစွာကြာခဲ့ပါပြီသူတို့ဟာရာသီဥတုတန်လေတံမိုးတံကိုကြံ့ကြံ့ခံပြီးမမတ်ရက်တည်နေကြတာပါလူကြီးမင်းတို့လည်းအဲ့ဒီကြောက်တိုင်ကြီးတွေလိုပဲဘဝရဲ့ဒဏ်ချက်တွေကိုကြံ့ကြံ့ခံနိုင်မှုလိုပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကကြောက်တိုင်ကြီးတွေနှစ်တန်းချီခံနိုင်ရရှိပေမဲ့လူကြီးမင်းတို့ရဲ့နှလုံးသားကတော့စကားတခွန်းကြောင့်ပဲပြိုလဲခဲ့ရတာပါဒီနေရာရဲ့အလားဆုံးချိန်တွေကတော့မိုးရွာပြီးစအချိန်တွေပါပဲကြောက်တိုင်ရဲ့အောက်ခြေမှာမြူကိုတွေဝိုင်းရံနေတတ်ပြီးအပေါ်စီးကကြည့်လိုက်ရင်တိမ်ပင်လယ်ကြီးဖြစ်နေတတ်ပါတယ်ဒီမြင်ကွင်းကိုကြည့်လိုက်ရင်တောင်ကြီးတွေကမြေကြီးနဲ့မထိပဲလေထဲမှာတကယ်ပဲပြန်ဝဲနေတယ်လို့ခံစားရစေပါတယ်အဗာတာရုပ်ရှင်တွေကဟာလေလုယာမောင်တင်ဆိုတာဒီကြောက်တိုင်ကြီးတွေကိုကြည့်ပြီးဖန်တီးခဲ့တာပါတိမ်နေကြားထဲမှာမျောလွင့်နေတဲ့ဒီတောင်တန်းတွေဟာဘာနဲ့တူတယ်ဆိုရင်လက်တွေ့မဆန်မှန်းသိရတဲ့စပ်ပြီးမှတ်မိနေတဲ့လူကြီးမင်းတို့ရဲ့အိမ်မက်တွေနဲ့တူပါတယ်လေထဲမှာတိဆောက်ထားတဲ့နန်းတော်တွေကလှပပေမဲ့အောက်ခြေခိုင်မာမှုမရှိပါဘူးပေးခဲ့ပူတဲ့ဂရီတွေလိုပါပဲလှပတွေဒါရတွေဒါပေမဲ့လက်တွေ့မှာတော့လေတွေကတိမ်နေလိုပါပဲဖမ်းဆုပ်လို့မရနိုင်ခဲ့ပါဘူးဒီနေရာမှာနောက်ထပ်အံ့ဖွယ်တစ်ခုကတော့ဗေးလောင် elevator ပါတဘာဝတရားကိုအန်တူပြီးတောင်ကပရမှာကက်လျက်တီဆောက်ထားတဲ့ဒီဓာတ်လေကားဟာကမ္ဘာအမြင့်ဆုံးအော်တိုဓာတ်လေကားအဖြစ်စံချိန်တင်ထားပါရီအမြင့်ပေ1000ကျော်ကိုတက်ဖို့အတွက်2မိနစ်ပဲကြာပါရီဖန်သားပြင်ကနေတဆင်အောက်ကိုငုံကြည့်လိုက်ရင်ရင်တုံစရာကောင်းလောက်အောင်နက်ရှိုင်းတဲ့ကြောက်ကဘာကြီးကိုမြင်ရမှာပါအမြင့်ကိုတက်ရတာကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့အမြင့်ရောက်မှပြုတ်ကျရမှာကပိုပြီးကြောက်စရာကောင်းပါရီလူကြီးမင်းတို့ရဲ့မျှော်လင့်ချက်တွေလိုပါပဲသူမကမျှော်လင့်ချက်တွေကိုအမြင့်ဆုံးရအောင်ဆွဲတင်ပေးခဲ့ပြီးမှရုတ်တရက်လွတ်ချလိုက်တဲ့အခါခံစားရတဲ့နာကျင်မှုကအဲ့ဒီကြောက်ကဘာတွေကိုပြုတ်ကျတာထက်ပိုနာကျင်ရမယ်လို့ထင်ပါရီနောက်ဆုံးအနေနဲ့မဖြစ်မနေပြောရမှာကတော့တီယမ်မန်မောင်တိန်မှာအဲ့ဒီမှာတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့အရာမကြောက်လိုင်ကိုအပေါက်ကြီးတစ်ခုရှိပါရီအောက်ကနေမောကြည့်လိုက်ရင်ကောင်းကင်ဘုံကိုသွားတဲ့တကားပေါက်ကြီးတစ်ခုလိုဖြစ်နေလို့ Heaven Gate ကောင်းကင်တကားလိုတောင်တင်စားကြပါရီဒီတကားပေါက်ကိုရောက်ဖို့အတွက်လှေကားတွေပေါင်း999ရစ်ကိုတက်ရပါရီပင်မမေမဲ့ထိတ်ကိုရောက်သွားတဲ့အခါခံစားလိုက်ရတဲ့ပီတီကဘာနဲ့မှမလေးနိုင်ပါဘူးနောက်တစ်ခုကတော့ဖန်တရာပါခြေချလိုက်တာနဲ့ပေ1000ကျော်နဲ့တဲ့ကြောက်ကဘာကိုကိုခြေပေါ်အောက်မှာတိုက်ရိုက်မြင်နေရမှာပဲဖြစ်ပါရီတတိရှိမှရှောက်နိုင်မယ်လမ်းမှာဒါပေမဲ့စဉ်းစားကြည့်ရင်အောက်မှာကြောက်ကဘာရှိရတဲ့မှန်ပပလေးပေါ်လမ်းလျှောက်ရတဲ့တတိဟာသူပြန်မလာမှန်းသိရတဲ့ဆက်ချစ်နေရတဲ့လူကြီးမင်းတို့ရဲ့တတိလောက်တော့မကြည်မာပါဘူး